Hello guys, အားလုံးပဲမြင်ကြပါရှင်။ဒီမှာပေါ့နော်။ဒါလေးဆက်ပြပါဖြစ်ပါတယ်။ဒါလေးရတော့ချစ်စာတောင်းပါရှင်။နောက်လေးလည်းပြပါမယ်နော်။ဒီမှာပါနောက်လေးရစီစပီလေးနော်ပေါ်တမှာပေါ့နော်။ဒီချိုးရွားပေါ့နော်ပေါ့နော်။တူတော်လိုက်ရ။ချာရအခုတော့ပေါ့နော်အင်းကိုရတော့ပါပြီရှင်အခုတော့အင်းနဲ့ဒီတော့လှူရှာရှိရတယ်လှူကြမယ်နော်လှူရှာရှိရပြီးွားရင်တော့အင်းနဲ့တက်နေတယ်တက်နေအမနဲ့တက်ပါချိုးမလည်းရရှိချိုးပြီးွားတော့နော်ဘယ်လိုမလာထင်တော့လေဘယ်လိုမလာထင်တော့ရာဒီအိမ်ကိုစောက်ထားတယ်ဖြစ်ပါတယ်မှာအဲ့ဆော့မယ်ဒီဘလော့ဒီပါရဆော့စားပြီးွားတယ်အဲ့လိုရောချက်အဲ့လိုရောမထော်တော့တပတ်ထားလိုက်ပါလို့ရောအဲ့လိုဆိုရင်ဒီတိုက်ထားလိုက်ဘာမှဖြစ်တယ်타임တော့စားကစီရတာတော့ဆိုငါမရချင်းမတော့ထိုက်တာဟာဒီမှာထားရှိကြတော့ကြည့်လို့ဟာလာဒီမှာထားရှိရပါဟုတ်ကဲ့10မိနစ်လောက်ဆောင်နော်ဒီမှာလည်းပြန်တွေ့ကြပါရှင်တွေ့ကြပါမယ်ရှင်ရပါပြီရှင်းပြကြပါပြီရှင်ဒီအထူးရောဒီဘုံမဲပေါ်တော့ဒီကြောင်ဝယ်မယ်ပေါ့နော်ဒီတော့ဝယ်မယ်ပေါ့ကြည့်ပါမယ်ရှင်ဒီချိုးတဲ့ပုံမှန်တိုင်းပဲပေါ့နော်ဒီချက်တဲ့နဲ့ပုံမှန်ဆော့ပဲမယ်I try testing this one Try this here, wanna try this. Try this. Try this. Try this.ချက်ပေါ်တင်လိုက်စီတော့ချိုးတော့စီတော့ချိုးမယ်ဟဲ့ချိုးပြီးပါရီထားမယ်စတီးတဲ့ဘယ်ဒီဖြစ်နေထိုက်မယ်ပေါ့နော်ဟဲ့နော်လာပါရှင်ဒီတော့ချိုးမယ်
ဆိုတော့အညီလဲမယ်စားမစားရမယ်ဒီနေ့ဆောင်းနေဆိုဆောင်းနေအဲ့ပါလေနေ့ပြမချောလို့ဒီနေ့ပြီးရောရအဲ့ဒီ hello bye hello